တိထနနဲ့အတန်ရှိရာလူဤတွေ့ကြုံခြင်းသို့သောဖယားဆိုင်ရာကံတမဲသောအတပုံတော်နေပြေဝနေအနာမြင်အနာတိုင်းတမရပြီဤအတတိတရှင်ပုဂ္ဂိုလ်တော်တာတော်ဤပုဂ္ဂိုလ်တော်၌ကိုထင်ရှားလာဝိညာဉ်တော်ဖြင့်စီစဉ်ဝိညာဉ်၌ချီထွာလာအလိုတော်အသင်တော်ဖြစ်ရန်ချီထွာလာအိုတခင်စီစဉ်ခြင်းတော်ကျွန်ုပ်တို့နတ်နဲ့အတီးကိုလိုအပ်တတိကျွန်ုပ်တို့၌ကိုတော်ယခုလည်းပြန်လာစေအတနိုင်နဲ့ပြောင်းလဲသုံးမအလိုတော်အသင်တော်ကိုရရှိအသင်တော်၌ကျွန်ုပ်တို့နားလေအတွင်ရှိအသက်ဤကျွဲဝါခြင်းများကိုပေါ်ရန်ယုံကန်ခြင်းမဟုတ်နန်းနဲ့ငြိမ်သက်သောအသက်တရှင်ဆန်းရည်စီထွက်ရန်ဆောင်လျက်ရှိနေတန်ရှင်သူများနဲ့အတူရဲ့ရင်ဤအသက်ကိုစီပူရာယူကိုင်ဆွဲရတွေ့ရှိရာခြားရများအမြန်ဆုံးလို့ကြောခိုင်းကကျွန်ုပ်တို့၌အသက်တာတည်မြဲစေပါအိုတခင်စီစဉ်ခြင်းတော်ကျွန်ုပ်တို့နတ်နဲ့အတီးကိုလိုအသက်တိကျွန်ုပ်တို့၌ကိုတော်ယခုလည်းပြောင်းလာစေအသက်နိုင်နဲ့ပြောင်းလဲသို့မအလိုတော်အသင်တော်ကိုရရှိထံတော်တို့ပြောင်းလဲခြင်းနဲ့စေလုံဆောင်ရာခတ်သိမ့်၌အသက်ဖြင့်လောက်ရှာခံယူချက်များညင်ပဲအသက်တော်သာအကျွင့်မဲ့နေစဉ်နဲ့ပြောင်းလဲရန်ကျေးဇူးမစာဝိညာဉ်ထီတွေ့သောခါလွန်ဝမ်းသာအတိခံစားမှုအလိုထတာလုံးပဲဝတ်ထားအပိုင်း၌ဒီနေစိတ်နှလုံး၌အိမ်ဆောက်ပါမျက်မှောက်တော်သည်မြင်များကဲ့သို့စီစဉ်စေအိုတခင်စီစဉ်ခြင်းတော်ကျွန်ုပ်တို့နတ်နဲ့အတီးကိုလိုအပ်တိကျွန်ုပ်တို့၌ကိုတော်ယခုလည်းပြန်လာစေအသက်နိုင်နဲ့ပြောင်းလဲသို့မအလိုတော်အသင်တော်ကိုရရှိ